အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဇန်နဝါရီလ14ရက်နေ့ပွဲကြီးပွဲကောင်းတချို့ရှိပါတယ်အဲ့ထဲမှာကျွန်တော်ဂျာမန်ဘွန်ဒက်လိဂါပွဲ၄ပွဲကိုပွဲကြို30ချက်လေးလုပ်ပေးသွားခြင်းပါတယ်ဗျာကျွန်တော်ပထမဦးဆုံးကြီးပွဲကတော့မြန်မာစံတော်ချိန်ည12နာရီမှာရှင်ပြန်ကစားမဲ့ဝူပတ်နဲ့စိတ်ပူလီတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဝူပတ်တင်ကနေစတင်ချိန်မှာ level အပြည့်ရှုံးနဲ့ကျွန်တော်တို့ကိုပေါင်းကြီးကတော့သုံးလုံးအပေါင်း100ဆိုပြီးတော့ဖွင့်ပေးထားတယ်တွေ့ရပါတယ်သုံးလုံးသွင်းတာနဲ့အပြည့်ဝရမယ်ဆိုတဲ့ပုံစံမျိုးပေါ့လေဒါဖွင့်ပေးထားတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဝူပတ်နဲ့စိတ်ပူလီရဲ့လက်ရှိအမှတ်ပေးစရာမှာကြည့်မယ်ဆိုလို့ရှိရင်ဝူပတ်နဲ့စိတ်ပူလီတို့ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါလက်ရှိဝူပတ်က14အဆင့်14မှာရက်တည်နေပြီးတော့စိတ်ပူလီကတန်းစင်းဆောင်ထဲမှာအဆင့်18မှာရက်တည်နေတာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ကွာခြားမှုက3မှတ်ထဲကြားထဲမှာကွာခြားရတယ်ဖြစ်ပါတယ်အဲ့တော့ဝူပတ်လည်းကျွန်တော်အချိန်မီတန်းစင်းဆောင်တွေရောက်လာနိုင်တယ်ပေါ့လေကျွန်တော်တို့စိတ်ပူလီကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ပူလီတင်းကကျွန်တော်နောက်ဆုံးပြန်ပွဲဆုံး5ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါရှုံးပွဲမရှိထားတာလည်းတွေ့ရတယ်ကျွန်တော်တို့ဒါအဝေးကွင်းမှာဆိုလို့ရှိရင်လည်းဒါ3ပွဲကစားပြီးတော့လုံးဝရှုံးပွဲမရှိထားသေးတဲ့အတင်းဖြစ်ပါတယ်ဒါမူချန်ဂလာဘက်ကို 1-2 နဲ့နိုင်ပြီးတော့ကျွန်တော်ကိုလုံး1-1တီးကြတယ်မိတ်ကိုစီးတီးကြတယ်နောက်ဆုံး2ပွဲစတိုက်တယ်ဒါတီးကြတယ်တော့အားလုံး5ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့အနေနဲ့ဒါပွဲတိုင်းနီးပါးဒါကြီးအောင်ထားတာကိုလည်းတွေ့ရတယ်ပေါ့လေအဲ့တော့2ပွဲနိုင်3ပွဲတီးဆိုပြီးတော့ဒါနောက်ဆုံး5ပွဲမှာရှုံးပွဲလုံးဝမရှိထားသေးပါဘူးဝူဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဝူဘက်ကကျွန်တော်တို့ဒါနောက်ဆုံးအိမ်ကွင်း2ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့တပွဲနိုင်ပြီးတော့ဒါတပွဲရှုံးထားတာကိုလည်းတွေ့ရပါတယ်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်2ပွဲရှုံးပြီးတော့ဒါ2ပွဲနိုင်တပွဲတီးပေါ့လေသူကနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဂိုးမသွင်းနိုင်တဲ့ပွဲတပွဲမှမရှိလို့ဂိုးမပေးရတဲ့ပွဲလည်းတပွဲမှမရှိတာကိုလည်းတွေ့ရပါတယ်အဲ့တော့နောက်ဆုံး2ပွဲဆက်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါကျွန်တော်တို့ဂိုးတွေသွင်းထားနိုင်တော့ဂိုးတွေပြန်ပေးခဲ့ရတယ်တွေ့ရတယ်စိတ်ပူလီကတော့နောက်ဆုံး2ပွဲဆက်ဂိုးလုံးဝမသွင်းနိုင်တဲ့စိတ်ပူလီဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်ကတော့အင်ရှင်ဝူပတ်ရဲ့ body ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ကိုလုံးနဲ့ဘိုင်ယန်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်မြန်မာစံတော်ချိန်ည2နာရီမှာရှင်မြန်ကစားမှာဖြစ်ပါတယ်ဘိုင်ယန်ဘက်ကနေပြီးတော့ကျွန်တော်တို့ဒါစတီဂျီမှာနှလုံးအပေါင်း30နဲ့ဒါကိုပေါင်းကြီးက4လုံးအပေါင်း40ဆိုပြီးတော့ဖွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်ဘိုင်ယန်အသင်းကတော့ကျွန်တော်တို့ဒါဒီယာဒီမှာဆိုလို့ရင်ပြည်သက်ကိုအကျိုးပြုဆုံးတင်းလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါ body ကျွေးရင်ကျွေးမကျွေးရင်ကိုပေါင်းတော့ကျွေးတယ်ပေါ့လေဒါတစ်ခုမဟုတ်တစ်ခုကတော့ဒါပြည်သက်ကိုအကျိုးပြုတဲ့ဘိုင်ယန်အသင်းလည်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့လက်ရှိအမှတ်ပေးစရာရည်တည်မှုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘိုင်ယန်အသင်းအနေနဲ့ကျွန်တော်တို့လက်ရှိရှုံးပွဲမရှိထားသေးတဲ့အသင်းလည်းဖြစ်ပါတယ်အိမ်ကွင်းရောအဝေးကွင်းရောလုံးဝရှုံးပွဲမရှိထားသေးတဲ့အသင်းပေါ့လေအဲ့တော့ကျွန်တော်တို့ဘိုင်ယန်ရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကြည့်မယ်ဆိုရင်9ပွဲမှာဆိုလို့ရှိရင်6ပွဲနိုင်1ပွဲသိရပေါ့လေဒါ20နဲ့4ကိုရပြီးတော့ပေးကိုဆိုရင်လည်း5ကိုတည်းခွင့်ပြုထားတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တိုက်စစ်ကရန်ကောင်းတော့ခံစစ်ကလည်းကျွန်တော်တို့ဂိုးတွေအဲ့လောက်မပေးရဘူးဆိုတော့လည်းကျွန်တော်တွေ့ရတယ်ပေါ့လေကျွန်တော်အဝေးကွင်းမှာသူတည်ရကြခဲ့တဲ့ဘိုင်ယန်အဝေးကွင်းမှာတည်ကြခဲ့တဲ့ပွဲဒါကျွန်တော်ယူနီယံဘာလင်းနဲ့တူးဆိုပြီးတော့တည်ကြခဲ့တဲ့ပွဲတစ်ပွဲပဲရှိပါတယ်နောက်တခြားပွဲတွေမှာဆိုရင်တော့ဘိုင်ယန်အနိုင်ကန်ထားတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့လေအဲ့ကိုလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ကိုလုံးကကျွန်တော်တို့ဒါနောက်ဆုံး2ပွဲဆက်မှာတော့ဒါကျွန်တော်တို့အိမ်ကွင်းမှာ0-1နဲ့ယူနီယံဘာလင်းကိုရှုံးပြီးတော့ဒါအဝေးကွင်းမှာဟန်တန်ဟဲကိုကျွန်တော်တို့တူးဆိုပြီးတည်ကန်ထားတာကိုလည်းတွေ့ရပါတယ်အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနှစ်သင်းရဆိုလို့ရှိရင်ဒါလက်ရှိကိုလုံးကလည်းကျွန်တော်တို့အစင်း7မှာရက်တည်နေတယ်ဆိုပေမဲ့လည်းသူ့အနေနဲ့ကကျွန်တော်တို့ဒါတန်းစင်းဆောင်ကအသင်းအနေနဲ့အမှတ်ကွာခြားမှုကအဲ့လောက်ကြီးမများဘူးပေါ့လေဒါကြောင့်မလို့အချိန်မျိုးအောက်ကိုပြန်ပြီးတော့ရှောက်သွားနိုင်တယ်ပြီးတော့ပွဲချက်လည်းဖြစ်နေတဲ့အတွက်ဒီနေ့ပွဲမှာကိုလုံးအနေနဲ့အနည်းဆုံး1ဂိုးလောက်တော့ရနိုင်တယ်လို့ထင်တယ်သူ့ရဲ့အိမ်ကွင်းမှာလည်းဖြစ်တဲ့အတွက်ကြောင့်ပေါ့လေဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပွဲမှာဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နှစ်ဖက်တွင်းကိုများမယ်လို့ထင်တဲ့အတွက်ဒါဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ဒါဟော်ဖန်ဟိန်းနဲ့မူချန်ဂလာဘတ်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စတီဂျီမှာအေရှဟော်ဖန်ဟိန်းကနေပြီးတော့ကျွန်တော်တို့ဒါ1ပေါင်း90နဲ့ဂိုးပေါင်းကြီးကတော့3လုံးအပေါင်း30ဆိုပြီးတော့ဖွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်ဒီနှစ်သင်းရဲ့နောက်ဆုံး5ပွဲစီရလက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟော်ဖန်ဟိန်းက2ပွဲသိရ2ပွဲနိုင်1ပွဲရှုံးပြီးတော့ဒါကျွန်တော်မူချန်ဂလာဘတ်ကတော့2ပွဲနိုင်3ပွဲရှုံးထားတယ်မူချန်ဂလာဘတ်ရဲ့နောက်ဆုံးအဝေးကွင်း2ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါကျွန်တော်တို့1ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလက်ထွက်ပေါ်ထားပါတယ်သူရှုံးခဲ့တာတော့ကျွန်တော်တို့ဒါဒေါ်မွန်ဖြစ်ပါတယ်2-0ဆိုတဲ့ရလက်နဲ့ရှုံးခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲမှာတော့ဒါအော်ဘတ်ကို
အိမ်ခွဲမှာဖိုးစည်းဆိုတဲ့ရလနဲ့ပြပြသားသားအနိုင်ယူခဲ့တာလည်းကျွန်တော်တွေ့ရတယ်ပေါ့လေအဲ့တော့ဟော်ဘန်ဟင်းရဆိုလို့ရှိရင်နောက်ဆုံးပြိုင်ပွဲစုံနှစ်ပွဲမှာဆိုလို့ရှိရင်အဝေးခွဲမှာစတူဂတ်နဲ့ဇီးဇီးတည်ကြပြီးတော့အိမ်ခွဲမှာတော့ကျွန်တော်တို့ဒါဟမ်ဘတ်ကို4-1ဆိုတဲ့ရလနဲ့နိုင်ထားတယ်တွေ့ရပါတယ်အဲ့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့ဟတ်တူကထိထိုက်တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်သင်းကအနည်းဆုံး3ဂိုးနဲ့အထက်သွင်းခဲ့တာဆိုလို့ရှိရင်နောက်ဆုံး6ပွဲဇက်တိုက်ပေါ့လေ6ပွဲဇက်တိုက်ဒါအနည်းဆုံး1-2ဒါအနှိမ့်ဆုံးပဲပေါ့လေ4-4တို့ဒါကျွန်တော်31တို့4-3တို့အဲ့လို1-4တို့အဲ့လိုပုံစံမျိုးတွေပါကစားရတာသူတို့ဒီနှစ်သင်းရဲ့ဟတ်တူကထဲတွေ့ဆုံမှုတွေမှာဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပွဲမှာတော့ကျွန်တော်ကိုပေါင်းအပေါ်ချောင်းနဲ့ကိုကြိုက်ပါတယ်နောက်တစ်ပွဲတော့ကျွန်တော်ဒါ license နဲ့ flying bat တို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်စတီဂျေးမှာကျွန်တော်တို့ဒါ ancient license ကနေပြီးတော့ကျွန်တော်တို့1.60နဲ့3D ဆိုပြီးတော့ဖွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်လိုက်စစ်ကိုကြည့်မယ်ဆိုလို့ရှိရင်လိုက်စစ်ကကျွန်တော်တို့ဒါနောက်ဆုံးနှစ်ပွဲဆက်နိုင်ပွဲပျောက်သွားခဲ့တာလည်းဖြစ်ပါတယ်သူ့အနေနဲ့ဒါအိမ်ကွင်းမှာတော့ကျွန်တော်ဂိုးသွင်းရတော်တော်ကောင်းပါတယ်ဝေးကွင်းရောက်လို့ရှိရင်တော့နည်းခြာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နောက်ပြီးတော့ဒါသူ့ရဲ့အိမ်ကွင်းမှာပဲပြီးခဲ့တဲ့နောက်ဆုံးပွဲမှာဆိုလို့ရှိရင်4 ကူစင်အသင်းကိုကျွန်တော်တို့ဒါ130ဆိုတဲ့ရလနဲ့ရှုံးထားတာကိုလည်းတွေ့ရပါတယ်နှစ်ပွဲဆက်တိုက်ဘတ်တူဘတ်ရှုံးသွားတာပေါ့လေအိမ်ကွင်းဝေးကွင်းအဲ့တော့ flying back ကိုကြည့်မယ်ဆို flying back ကတော့ဘတ်တူဘတ်အိမ်ကွင်းဝေးကွင်းနိုင်ထားပါတယ်ဒါဝူဘတ်ကိုဝေးကွင်းကနေတော့34ဆိုတဲ့ရလက်နဲ့နိုင်ပြီးတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ပွဲစဉ်တုန်းကဒါဟမ်ဘတ်ကိုသူ့ရဲ့အိမ်ဝင်မှာ2-1ဆိုတဲ့ရလက်နဲ့နိုင်ယူထားတာကိုလည်းတွေ့ရပါတယ်နောက်ဆုံး prime back က4ပွဲဇက်တိုက်ကိုကျွန်တော်တို့ဒါရှုံးပွဲမတွေ့ထားသေးတဲ့အတင်းပေါ့လေ3ပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်တွေ့ရအဲ့4ပွဲလုံးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကြီးတွေအောင်ထားတာကိုလည်းတွေ့ရပါတယ်နောက်ဆုံးပြိုင်ပွဲစုံ4ပွဲပေါ့လေအဲ့တော့လိုက်စစ်ကဆိုလို့ရှိရင်နောက်ဆုံးပြိုင်ပွဲစုံ5ပွဲမှာဆိုလို့ရှိရင်သူ့နဲ့2ပွဲရှုံး2ပွဲနိုင်တပွဲတည်ဆိုတဲ့ရလက်ထွက်ပေါ်ထားတယ်တွေ့ရပါတယ်ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Asian Light ရဲ့ဘော်ဒီတချောင်းနဲ့ပဲကြိုက်ပါတယ် Light အနေနဲ့ကျွန်တော်တို့ဒါနိုင်ပွဲပြန်ရှာဖို့လိုအပ်နေပြီလို့ထင်တယ်ဗောလေဒါကြောင့်မလို့သူ့အနေနဲ့အိမ်ခွင်းမှာတော့လုံးဝရှုံးခံမယ်လို့မထင်ပါဘူးဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ဒါချန်ပီယံလိဝင်ခွင့်နေရာအတွက်ကလည်းအလိုရေးပါနေတာလည်းဖြစ်တယ်နောက်ပြီးတော့အခုဆိုတဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့စတူဂတ်တို့ဒေါ်မွန်တို့ကအပေါ်ရောက်ပြီးတော့ဒါသူ့ရဲ့အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟော်ဘန်ဟင်းရတယ်တကယ်လို့နိုင်ခဲ့မယ်ဆိုတော့သူ့အပေါ်တက်မှာလည်းဖြစ်ပြီးတော့ဒီနေ့ပွဲမှာလည်းသူ့အနေနဲ့ဒါမဖြစ်မနေအနိုင်ရဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့လိုက်စီရဲ့ body ကိုကြိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်မြတ်အကြိုက်တူလို့ရှိကိုအကြိုက်တူလို့လွတ်လပ်စွာပတ်ကန်နိုင်ပါတယ်မြတ်